မတူရင်မတူနဲ့ဆိုတဲ့စကားကိုကျမတို့အားလုံးကြားဘူးကြပါတယ်။ကျမတို့ဘဝမှာမတူတာတွေကိုလိုက်မတူမိဖို့ကတကယ်အရေးကြီးတာပါ။ကိုကျင့်တရားကိုအလေးထားဆောင်ထိန်တဲ့သူနဲ့အလေးမထားတဲ့သူဟာမတူကြပါဘူး။ကိုကျင့်သီလကိုလေးစားတန်ဖိုးထားတဲ့သူကတန်ဖိုးမထားတဲ့သူကိုလိုက်တူပြီးပြောဆိုကျင့်ကြံနေထိုင်လို့မရပါဘူး။အကျင့်မကောင်းတဲ့သူကိုလိုက်တူရင်ကိုယ်ပါပျက်စီးသွားရပါလိမ့်မယ်။ဒါကြောင့်မတူရင်မတူပါနဲ့။မတူတဲ့သူနဲ့လိုက်တူရင်ကိုယ်တန်ဖိုးပဲကျဆင်းပျက်စီးရမှာပါ။လောကမှာစီးပွားပြတ်တာထက်ကိုကျင့်သီလပျက်စီးရတာကပိုအထိနာပါတယ်။တခြားသူတွေကကိုယ်ကိုမလေးစားတာထက်ကိုမလေးစားတာကပိုဆိုးပါတယ်